Hello အားလုံးပဲမင်္ဂလာပါရှင်ခုမျှဝေပေးခြင်းတဲ့ကြောင်းရာလေးကတော့အိမ်မှာကိုယ်တိုင်ကိုယ်ကြားခြေထောက်ကိုဘယ်လိုစေးကြောတန့်စေရမလဲဘယ်လိုထိမ့်သိမ်းကာကွယ်ရမလဲဆိုတဲ့နည်းလမ်းလေးကိုမျှဝေပေးခြင်းပါတယ်အဓိကအဖြစ်အခြေခံစင်လေးစင်ရှိပါတယ်နံပါတ်1ခြေထောက်ရည်စိမ်ခြင်းနံပါတ်2ဆဲတင်များဖယ်ရှားခြင်းနံပါတ်3ချုံမင်းတန့်စင်ခြင်းနဲ့နံပါတ်4အစိုးရထိမ့်သိမ်းခြင်းတို့ပဲဖြစ်ပါတယ်ခြေထောက်ရည်စိမ်တဲ့အခါမှာလိုအပ်တဲ့ပစ္စည်းလေးတွေကတော့တံမြာတီစားနဲ့ငယ်ရှင်တွေနဲ့ခေါင်းရှို့ရည်တို့ပဲဖြစ်ပါတယ်ဒီလေးမျိုးကိုရေစလုံးတစ်ခုတည်းထည့်ပြီးတော့ခြေထောက်ကို15မိနစ်20ကြာအောင်စိမ်းထားပေးရပါမယ်ခြေထောက်မှာရှိတဲ့ဆဲသီးတွေကိုဖယ်ရှားဖို့အတွက်ပြားရည်နဲ့ကော်ဖီမုတ်တို့ပဲလိုအပ်ပါတယ်ရှင်ရောနှောထားတဲ့ကော်ဖီမုန့်နဲ့ပြားရည်တို့ကိုခြေထောက်ပေါ်မှာ15မိနစ်ကြာအောင်ညှိတာစွာပုတ်လိမ့်ပေးရပါမယ်။ပြီးနောက်ခြေထောက်ကိုချောမွေးသန့်စေရပါမယ်။အရေးကြီးဆုံးချက်ကတော့ခြေထောက်ကိုအဆိုဓာတ်ပြန်လည်ဖြစ်တင်ပေးဖို့ပဲဖြစ်ပါတယ်။အဆိုဓာတ်ပြန်လည်ဖြစ်တင်ပေးဖို့အတွက်ကိုသုံးနေကြ full screen လေးကိုလိမ့်ပေးရပါမယ်။အခုမျှဝေပေးခဲ့တဲ့နည်းလမ်းလေးကိုအိမ်မှာတစ်ပတ်တစ်ချိန်ပြုလုပ်ပေးခြင်းဖြင့်တန့်ရှင်းလာပါတဲ့ခြေထောက်တစ်စုံကိုပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။အခုပြပြပေးခဲ့တဲ့နည်းလမ်းလေးကသင်အတွက်သုံးဝင်မယ်ဆိုရင်တော့တငယ်ချင်းတွေကိုလည်းမျှဝေပေးဖို့မမေ့နဲ့နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့စီပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။